ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Fuji တို့ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ one block ပေါ်မှာ100ဒီအသက်ရှင်တော့မှာပဲဖြစ်ပါတယ်ကျွန်တော်အသက်ရှင်နိုင်မလားမရှင်နိုင်ဘူးလားဆိုတော့ဗီဒီယိုလေးကိုကြည့်လိုက်ကြပါဦး let's go ကဲဆိုတော့ပထမဆုံး tutorial နဲ့စရပေါ့ tutorial တော့ဒီမြေကြီးလေးတွေတူးမယ်ကျွန်တော်ဒီနားလေးကိုတစ်ဖြတ်ဖြည့်မယ်ပြန်မြေကြီးလေးကိုတူးမယ်ဒီနားပဲပြတ်ပြန်ရောက်ဘယ်လိုဖြစ်တာပြုတ်ကြအောင်မယ်ပြုတ်တော့မကြောက်ဘူးဒီဘက်ကိုဖြည့်မယ်ဒီဘက်ကိုဖြည့်မယ်ရပြီပြန်ဆက်တူးမယ်ရပါဖြစ်တော့ပေါ့တူးလိုက်မယ်နော်အေးပြုတ်ကြပြီပထမဆုံးရပါတယ်ပြုတ်ကြပြီသိပါပြီရဟာခေါ်တာကစားလိုက်ရလို့ရှင်တော့ကျွန်တော်တွေဒီနေရာမှာပြီးသွားပြီပေါ့ကဲဆိုမြေကြီးလေးတွေဆက်တူးမယ်ကျွန်တော်ဒီမှာပထမဆုံးတသားရပြီပေါ့အဲတော့ဒီဘလေးနဲ့ဖြည့်မယ်ပြင်တူးမယ်ဒီတသားကိုပေါ့တသားကိုခုတ်မယ်ပေါ့တူးမယ်တော့မဟုတ်ပြကျွန်တော်ဒီမှာတူးနေဗျာဒီနွားတစ်ကောင်ထပ်ရတယ်နွားကောင်ထပ်ရတယ်ဆိုတော့ creatine တွေပဲလုပ်တယ်ပြနောက်ထပ်တသားရဒီနွားကိုကျွန်တော်တတ်မယ်ဗျာပြကျွန်တော်ဆက်တူးပါတယ်တူးနေနဲ့ဒီမှာချက်တစ်ခုရတယ်ဗျဒီချက်ကိုကျွန်တော်ကြည့်ကြည့်အောင်ပါရှိမလဲမပါလေးတော့မသိဘူးရှိလို့ရှိတယ် water bucket ရဲ့တပင်ရဲ့ဘာမှမသိတဲ့ဟာလေးရှိတယ်ဗျဘာမှတော့မသိဘူးဆိုချက်ကိုဖြတ်မယ်ပြီးကျွန်တော်ဆက်တူးမယ်မတူးနေနဲ့ကျွန်တော်တော့အောင်ထပ်အသေးရတယ်မင်းတို့ငါ့ကိုဒီပစ်ကတ်မရှိမှန်းသိရတာနဲ့ကြောက်တော့ဝင်ပေးရလားမင်းလားတော့ကွာအမငါ့ကိုချက်တုံးပေးခြင်းပြီးတော့ကျွန်တော်ဒီမှာပစ်ကတ်ရဖို့အတွက်တစ်ပင်လေးခုနရထားတဲ့တစ်ပင်လေးစိုက်လိုက်တယ်ဟိုနွားမင်းကောင်မလေးကတတ်လိုက်ပြီကွာမင်းတို့ငါ့ကိုပစ်ကတ်မရှိမှန်းသိရတာကြောက်တုံးပေးတာဟိုโอเคပြီးတော့ကျွန်တော်ဒီမှာနွားကိုလှောင်လို့ပြီးရတဲ့ဒီမြေကြီးလေးဖြည့်ပြီးတော့ကျွန်တော်ဆက်တူးလိုက်ပါတယ်ပြီးတော့ကျွန်တော်ဒီမှာရေပုံးလေးဖြည့်ထားရဗျဘာလို့ဖို့လဲဆိုကျွန်တော်တွေဒီတစ်ခုခုအရေးအကြောင်းကြုံတဲ့ချိန်ကြလို့ရှင်ဒီပြုတ်ကြလို့ရှင်မြတ်ဒီထဲထဲဝင်လို့ရအောင်ဒီမှာတော့တစ်ပင်နဲ့ညက်နေဗျဒီတစ်ပင်နဲ့ခုတ်လိုက်အောင်မသေးရွက်တွေနဲ့လာပိန်နေဗျဒီသေးရွက်တွေကိုနဲ့ခုတ်လိုက်အောင်ဟုတ်ပါဘူးသေးရွက်တွေကိုဖြတ်မယ်ပေါ့ဗျာပြီးတော့မှတစ်ပင်ကိုခုတ်မယ်ဒီ on a map မှာကျွန်တော်ဒီ tree chop ပါတခါလေးပါတယ်ဗျ tree chop ဆိုပါလဲဆိုအဲ့လိုခုတ်လိုက်လို့ရှင်ဗျာတပင်လုံးပြတ်သွားတဲ့ဟာပေါ့မဒီလိုပေါ့နော်ဒီမက်က tree chop ပါတခါလေးပေးထားတာဗျအဲ့တော့ကျွန်တော်တို့အတန်းထည့်စရာမလိုတော့ဘူးဗျာအဲ့တော့မပစ်ကလေးခရက်လိုက်မယ်ကျခုမှတတိထားမိခုနနွားတကောင်ပြောင်းနေဗျဒီတပင်ကြီးသွားတော့သူအောက်ပြုတ်ကြပါဘာမပစ်ပြီးတော့ကျွန်တော်ရလာတဲ့ပစ္စည်းလေးတွေကိုနေရာချတယ်ဒီဘာမှမသိတဲ့ဟာလေးတွေကိုလည်းနေရာချလိုက်တယ်ပြီးတော့ကျွန်တော်ဆက်တူပါတယ်ကျွန်တော် stone tool လေးတွေလည်းရထားတယ်ဗျပြီးတော့ကျွန်တော်ဒီမှာလည်းခွေးလေးတစ်ကောင်လေးတူးနေရထားတယ်ကျွန်တော်ခေါ်ပြီးတော့ထားထားဖို့လုပ်ပေးမယ်သူကမရဘူးဗျကျွန်တော်ဒီမှာအယိုးတွေမရှိသေးတော့လေပြီးတော့ကျွန်တော်ဆက်ပြီးတော့တူးနေလိုက်ပါတယ်တော့မွေးလဲတော့ခုရပြီဆိုတော့ကျွန်တော်တွေအဲ့ရလေး crab ပြီးတော့အိတ်လိုက်ပါတော့မယ်ဒါတွေမိတ်ကလည်းတော်တော်ကြားနေပြီဗျာကဲမနေ့ရောက်ပါပြီမနေ့ရောက်တော့ဆက်တူးမယ်ကျွန်တော်တွေအခုဘယ်ရောက်နေရလဲဆိုတော့ခုန creeper တကောင်ပေါက်သွားတာဗျာcreeper ပေါက်သွားတော့ကျွန်တော်ထားထားတဲ့ရှည်တွေကိုကျွန်တော်အမြန်ခုတ်ချလိုက်ရတာဗျအမှကျွန်တော်အပေါ်တက်ပြီးပြမယ်ဗျာအပေါ်မှာဒီမှာကြည့်မရcreeper ပေါက်သွားတာဗျကျွန်တော်အဲ့ရလည်းအကုန် creeper ပေါက်တဲ့ထဲပါသွားရဗျပြီးတော့ကျွန်တော်ပြန်ပြီးတော့ပြင်လိုက်ပါတယ်ပြန်ပြီးတော့ဆက်ပြီးတော့တူးပါမယ်အဲ့တော့ကျွန်တော်ဒီမှာ iron လေးတော့ရလာသေးရဲ့ဗျကျွန်တော်အဲ့ရ creeper ပေါက်တဲ့ထဲပါသွားဆိုရလာတဲ့ပင့်ကိုမြင်လေးနဲ့သုံးမွေးလောက်တယ်ပြီးတော့ကျွန်တော်ဒီမှာ zombie ကိုက်လို့ခဏထပ်သေးတယ်zombie ကလေးလေးကတော်တော်ဆိုးတယ်ဗျ
ပြီးတော့ကျွန်တော်ရဲ့ပစ္စည်းတွေလည်းဇွန်ဘီဝင်နေဖြစ်တဲ့အထက်ပြုတ်ကြတာတွေရောဗာရောညာတွေရောနဲ့ပါကုန်တယ်ဗျပစ္စည်းအကုန်အစုံတော့ပြန်မရလိုက်ဘူးဒါပေမဲ့လည်းနည်းနည်းအဆင်ပြေသေးတယ်ပြောရမယ်ပေါ့ကျွန်တော်ပစ္စည်းလေးကျွန်တော်ပြန်လိုက်ကောက်တယ်ပြန်ရတယ်ကျွန်တော်ပြန်တူးပါတယ်ပြန်တူးပြီးတော့မကြခင်မှာပဲကျွန်တော်နောက်ထပ်ဇွန်ဘီတွေထပ်လုပ်လို့ထပ်သေးသွားပြန်တယ်ဒီဇွန်ဘီတွေလောက်တာနဲ့ပဲကျွန်တော်ပစ္စည်းတွေတော်တော်ဝင်နေဖြစ်သွားတယ်ဗျမဒါကျွန်တော်လက်တွေ့ပြရတယ်ကျွန်တော်ရဲ့ဒီရေကဘယ်လိုအလုပ်လုပ်လို့လဲဆိုမဇွန်ဘီတွေလုပ်လို့ကျွန်တော်ခဏသေးသွားတယ်ကျွန်တော်ပစ္စည်းတွေလည်းအကုန်လုံးပေါ့ဗျာအကုန်ဆုံးရှုံသွားတယ်ပေါ့ဒီဇွန်ဘီတွေကိုညဘက်ကြီးကျော်တယ်ဒီဇွန်ဘီတွေကိုညဘက်ကြီးမလိုက်နာနဲ့ပဲအောက်ကိုတွန်းချလိုက်ရတာဗျာပြီးတော့ကျွန်တော်တွေရှိတဲ့တစ်သားလေးတွေနဲ့ပဲထိုးလေးတွေလုပ်ပြီးတော့ပြန်ပြီးတော့တူးလိုက်ပါတယ်ပြန်ပြီးတော့တူးနေတော့ပါပဲ skeleton ထပ်တက်လို့တေးသွားပြန်ပါသေးတယ်ဒါပေမဲ့အဲ့ဒီကောင်ကိုတော့ကျွန်တော်ရှင်းလိုက်နိုင်ပါတယ်ပြီးတော့ကျွန်တော်တွေမှာ creeper ထပ်ပေါက်သွားသေးတယ်ဗျcreeper ပေါက်တော့ကျွန်တော်ပစ္စည်းတွေအကုန်ဆုံးရှုံးသွားတယ်ဗျကျွန်တော်လည်းဘာမှမလုပ်เสียမရှိတော့ဘူးဗျာဘာမှလည်းကုန်းကောက်เสียတော့မရှိတော့တာနဲ့တစ်ပင်လေးစိုက်ထားတယ်ပြီးတော့ကျွန်တော်စိတ်ပြက်လက်ပြက်နဲ့ပဲတညာလုံးထိုင်နေလိုက်တာနမိုးလင်းသွားတယ်ပြီးတော့ကျွန်တော်ဒီတိုင်းထိုင်နေလို့တော့အဆင်မပြေသေးဘူးဆိုပြီးတော့တစ်ပင်လေးတွေကိုစိုက်ထားတယ်ဗျမနှစ်ပင်တွေ့လားအဲ့တစ်ပင်လေးတွေကြီးလာတဲ့အထိထိုင်ပြီးတော့စောင့်နေလိုက်ပါတယ်တစ်ပင်လေးကြီးလာတဲ့ကျွန်တော်ခုတ်တယ်ခုတ်တာဘာဖြစ်လို့ခုတ်ကြတာလဲဆိုကျွန်တော်တွေတောက်မပြမယ်ဗျာတော့ဒီ monster တွေကိုကာကွယ်ဖို့ကျွန်တော်ဒီတူးတဲ့နေရာမှာအကာကြီးတစ်ခုလောက်ထားမယ်ဗျအဲ့အကာကြီး monster တွေညှစ်ပြီးတော့တတ်ပါဗျာပြီးရင်ကျွန်တော်ပြမယ်ပြီးပါပြီကျွန်တော်တို့စောက်ထားရတဲ့ဟာတော့ဘလို့အလုံးလုံးတယ်လဲဆိုတော့ကျွန်တော်ဒီမှာတူးလိုက်လို့ရှိရင်ဒီအပေါ်ကသသားတွေနဲ့ monster တွေကိုညှက်ပြီးတော့တတ်တဲ့အရာပေါ့ဗျာကျွန်တော်ခုစောင့်နေတဲ့အရာကတော့ကျွန်တော်ရဲ့အိမ်ပဲဖြစ်ပါတယ်တော့နေစရာအိမ်ပေါ့ဗျာအဲ့ creeper တွေပါပေါက်တာတွေပါဆိုရင်လည်းဒီမှာအစင်ပေနေလို့ရအောင်လုပ်ထားပဲဖြစ်ပါတယ်ကျွန်တော်တို့ကအခုလောလောဆယ်တော့ကြမ်းကင်းလေးပဲရေလုံးခင်းထားနေပါတယ်ဗျနောက်မှာအကားတွေပါတွေကိုလုပ်မယ်လို့ဆုံးဖြတ်ထားပါတယ်ပြီးတော့ကျွန်တော်ဒီနားလေးမှာဆက်ပြီးတော့တူးနေလိုက်ပါတယ်တူးပြီးတော့ကျွန်တော်ဒီမှာ check လေးတစ်ခုလည်းထားလိုက်တယ်မလိုအပ်တဲ့ပစ္စည်းလေးတွေနဲ့တန်မိုးကြီးတဲ့ပစ္စည်းလေးတွေကိုထားဖို့ဗျာပြီးကျွန်တော်ဒီနားလေးမှာပဲဆက်ပြီးတူးနေလိုက်ပါတယ်တော့တူးလဲပြီးသွားပါဗျာကျွန်တော်အခုစောင့်မဲ့ရတော့တစ်ပင်လေးတွေစိုက်ဖို့အတွက်နေရာပဲဖြစ်ပါတယ်တစ်ပင်စိုက်ဖို့ကျွန်တော်နေရာမရှိဘူးအဲ့တဲ့ကျွန်တော်လည်းတစ်ပင်စိုက်ဖို့နေရာကိုလုပ်လိုက်ပါတယ်တော့တစ်ပင်စိုက်ဖို့နေရာတော့ပြီးသွားပြီတစ်ပင်စိုက်ဖို့နေရာပြီးသွားဆိုတော့ကျွန်တော်ဒီတိုးလှောက်ခန်းပေါ့ဗျာတိုးလှောက်ခန်းကိုလုပ်ဖို့အတွက်ကျွန်တော်ဆက်ဆောက်တယ်တိုးလှောက်ခန်းကိုလည်းကျွန်တော်ကြမ်းကင်းလေးပဲအရင်ဆုံးခင်းလိုက်တယ်ပြီးကျွန်တော်ဆက်တူတယ်ဆက်လဲတူဖို့အောင်ကျွန်တော်ရဲ့အိမ်ကိုလိုအပ်တဲ့သားလေးလည်းရပြီဆိုတော့အိမ်ကိုအကားတွေအမိုးတွေလုပ်လိုက်တယ်ကဲအိမ်လေးကတော့ပြီးသွားပါပြီဟိုအိမ်လေးပြီးသွားပြီဆိုတော့အိမ်မဲမအိမ်မေးဗျာနေ့ရောက်တာနဲ့ကျွန်တော်တို့ day 5ပြေးပါပြီ day 5ပြေးရင်ကျွန်တော်တို့ရဲ့ main goal ကြီးလည်းရပါပြီပြီးတော့ကျွန်တော်လှုပ်ရှားရှိအလေးနဲ့လှုပ်တယ်တူးတယ်ကဲကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးပဲ bye bye ပါ